အန်နာစာနဲ့ပွဲပေါင်း100ပြည့်မှာတွင်းကိုနှုတ်ကိုနဲ့အတူအောင်ပွဲခံလိုက်တဲ့စီရော်နယ်တို့ Sorry Broly ရဲ့ထိပ်တန်း class အင်နာစာအသင်းဟာအင်နာမှာအသင်းနဲ့ကစားခဲ့တဲ့ပွဲစဉ်မှာ9-2ဆိုတဲ့ရလဒ်နဲ့ဂိုးပြတ်နိုင်ရရှိခဲ့ပြီးဇယားထိပ်ပိုင်းမှာဒုတိယနေရာကအင်နာအသင်းကို6မှတ်ကွာနဲ့ဖျက်ချော်ကဦးဆောင်နိုင်ခဲ့ပါတယ်။ဒီပွဲဟာအသင်းကောင်းဆောင်စီရော်နယ်တို့အတွက်တော့ Sorry လိမှာပွဲပေါင်း100ပြင်ထားတဲ့မှတ်တိုင်တစ်ခုဖြစ်တယ်လို့တန်ရာကနေပြန်လာပြီးနောက်ပထမဆုံးကစားတဲ့ပွဲလေးဖြစ်ပါတယ်။စီရော်နယ်တို့ဟာဒီပွဲမှာအသင်းအတွက်ဘိုးရန်သွင်းကို2ဂိုးသွင်းယူပေးခဲ့ပြီးသူ့ရဲ့ Sorry လိသွင်းကိုစုစုပေါင်းကိုပွဲ100မှာ69ဂိုးအထိရှိလာအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။အသက်42နှစ်အရွယ်ရှိပြီဖြစ်ပေမဲ့လည်းရော်နယ်တို့ဟာကွင်းအတွင်းမှာအချိန်ဟုန်ပြင်းပြင်းနဲ့ကစားနိုင်စွမ်းရှိနေစေဖြစ်တာကိုတတ်သိပြခဲ့တာပါ။ဒါအပြင်သူ့ရဲ့ကစားသမားဘဝသွင်းကိုစုပေါင်းကလည်း968ဂိုးအထိရှိလာပြီဖြစ်လို့တမိုင်းဝင်ဂိုး1000ပြည့်ဖို့အတွက်33ဂိုးသာလိုအပ်တော့တာဖြစ်ပါတယ်။အန်နာစာအသင်းအတွက်တခြားသွင်းကိုတွေကိုတော့ဆာရီယိုမာနီက2ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။မာနီရဲ့တကူတော်ထိုးပေါင်းမှုတွေနဲ့ရော်နယ်ဒိုရဲ့ဂိုးသွင်းတည်စားမှုတွေကြောင့်အန်နာစာအသင်းဟာပွဲကိုအဆအဆုံးစိုးမိုးထားနိုင်ခဲ့ပါတယ်။အထူးသဖြင့်ရော်နယ်ဒိုရဲ့ဒုတိယဂိုးမှာ VAR နဲ့ပြန်လည်စစ်ဆေးခဲ့ရပေမဲ့ဂိုးအဖြစ်အတွေ့ပြုပေးခဲ့တာကြောင့်ပရိသတ်တွေအတွက်တော့စိတ်လှုပ်ရှားစရာခိုက်တန်တစ်ခုဖြစ်ခဲ့ပါတယ်။စီရော်နယ်တို့ဟာတရားကြောင့်တလားစော်ကြာအနားယူခဲ့ရပေမဲ့ပြန်လည်ရောက်ရှိလာချိန်မှာတော့အရင်အတိုင်းကိုသွေးပြင်းတအုပ်ဖြစ်ခြေစွမ်းပြနေစေဖြစ်ပါတယ်။သူ့ရဲ့ပွဲပေါင်း100ပြည့်မှတ်တိုင်ကိုအနိုင်ဂိုးတွေနဲ့လှဆင်နိုင်ခဲ့သလိုအန်နာစာအသင်းကိုလည်းချန်ပီယံဆုနဲ့ပုံမနီးစအောင်ပို့ဆောင်ပေးနိုင်ခဲ့တာကြောင့်ရော်နယ်တို့ရဲ့လွှမ်းမိုးမှုကတော့ရောပါသွားခြင်းမရှိသေးတာအထင်ရှားပဲဖြစ်ပါတယ်။